ချင်းမှန်ရတာကျုံချင်းမှန်ရတာကျုံလို့ဆိုတာမြို့ရိုးပေါ့နော်မြို့ရိုးဒီကောင်မြို့၅ခုရှိတယ်မြို့ရိုး၅ခုနဲ့ဒါချင်းမှန်ကိုခိုင်းမှတိဆောက်တာပေါ့နော်ဒီကောင်က very long story ဖြစ်ရောဒီမြို့ရိုး၅ခုနဲ့တိဆောက်တာနော်လုံးဝဒီမှာ foreigner တွေပဲလုံးဝဒီမှာသူတို့နေရနော်မြို့ရိုးတာချင်းမိုင်မြို့ခိုင်မှကာရန်နာတဲ့မြို့ရိုးဒီကောင်မျိုး၅ခုရှိတယ်နော်ဟိုးဘက်လုံမှလည်းရှိသေးတယ်၅ခု